အတိတ်ကပြုတ်ခဲ့တဲ့ကောင်းကံဆိုးကံတို့ကြောင့်နော်ဒီဘဝမှာအကောင်းအဆိုးအမျိုးမျိုးသောလောကရန်တရားတွေဟုတ်လားတွေ့ရတယ်ကြုံရတယ်ဆက်ပြီးတော့စဉ်းစားကြည့်ဒီပြစ္ဆုတ်ပံမှာဘုန်းဘုန်းတို့တွေ့ကြုံနေရတဲ့အကောင်းအဆိုးအမျိုးမျိုးဟာအတိတ်ကံကြောင့်ကြီးတွေ့ကြကြုံကြရတာမဟုတ်ဘူးပြစ္ဆုတ်ပံမိမိရဲ့လုပ်ရကြောင့်တွေ့ကြကြုံကြရတာလည်းအများကြီးရှိတယ်လူဖြစ်လို့ကိုလူလောကမှာနော်တွေ့ရကြုံရမယ့်အကောင်းအဆိုးအမျိုးမျိုးတွေကိုတွေ့ကြကြုံကြရတာနော်ဒီဘဝမှာကိုကစေကောင်းနှလုံးကောင်းအခြေခံလို့မိကောင်းဆွေကောင်းနဲ့ပေါင်းသင်းလို့နော်ကိုယ့်ရဲ့စိတ်ကိုဆုံးမပြီးတော့နော်ကောင်းမြတ်တာတွေဖြစ်အောင်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ကောင်းတဲ့လောကရန်တရားတွေတွေ့ရမှာပဲမေယုံမှာဆွေယုံမှာနဲ့ပေါင်းပြီးလို့ကိုယ့်ရဲ့စိတ်ထားကလည်းညံပြင်းလို့မလုပ်တာကိုင်းတာပြောတာဆိုတာတွေးတာကြံတာတွေကနော်ယုံညံ့မယ်ဆိုရင်လည်းပဲဆိုးတဲ့လောကရန်တရားတွေနဲ့တွေ့ရမှာပဲ